သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1386ခုနှစ်နောက်တစ်ခုလာပြီကျော်10ရက်2015ခုနှစ်ဧပြီလ13ရက်တင်းကြံအကျိုးနေ့မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသဟာယသာသနာစင်တာဓမ္မရတိမဟာဓမ္မတဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်နှစ်သက်ကူအထူးဓမ္မသဘင်ပွဲ၌ကာဝေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့်ဇနီးတော်ဆွေဆွေဦးကိုဝေဖြိုးအောင် Chairman GMG Company Limited နဲ့မအောင်မကျော်ထွန်းဗိုလ်ကြီးခိုင်ကျော်ဦး DSMA နဲ့မလွင်ရင်မင်းချစ်မြင်းများချစ်သူဆွေနှင့်သူကျင်သူဆွေမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောကောသလအိမ်မက်နှင့်ယနေ့ကဘာအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာကျင့်ရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပေမှန်ခြင်းသို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကသောတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝေနေယများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကောသလအိမ်မက်နှင့်ယနေ့ကဘာဘုရားမြတ်စွာရဲ့ခေတ်ကာလမှာမြတ်စွာဘုရားနဲ့တက်တူရွယ်တူပတိနတိကောသလမင်းကြီးဆိုတာမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတယ်တာဝတိမြို့မှာမြတ်စွာဘုရားနှစ်ပေါင်း20ကျော်သရင်သုံးတော့ကောသလမင်းကြီးဟာကျောင်းတော်ကိုဒီနေ့3ခေါက်လောက်ရေတံသွားလေးရှိပြီးအလွန်ရင်းနှီးတဲ့ဘုရင်တစ်ပါးဖြစ်တယ်ဘယ်လိုပဲရင်းနှီးယမယံခါကောသလမင်းကြီးဟာမမယင်လုံးရက်တွေကိုလုံးလေးရှိတယ်သို့တော့သူ့ရဲ့ခြင်းရတော်ဖြစ်တဲ့မန္လိကာမိဖုရားကထက်မြက်တယ်ပညာရှိတယ်
သို့တော်မင်းမျိုးမင်းနွယ်ကတော့မဟုတ်ဘူးပန်းဥယျာဉ်စိုက်ပျိုးတဲ့ပန်းဥယျာဉ်စိုက်ပျိုးပြီးတော့အယောင်းဝယ်လုပ်ရတဲ့မိသားစုကပေါက်ဖွားလာတဲ့သူတို့သမီးဖြစ်တယ်ပညာအလွန်ထက်မြက်တယ်ကောသလမင်းကြီးလမ်းမှားပြီဆိုလို့ရှိရင်တော့မာလိကာကလမ်းဖြောင်းပြီးတော့ပေးလို့ရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်တာဝတိမြို့မှာတရင်သုံးနေတဲ့အချိန်ဖြစ်ပျက်တွေမျိုးစွာဖြစ်ပျက်ခဲ့တာအဲ့ဒီမှာကောသလမင်းကြီးဟာအိမ်မက်တွေမျိုးမျိုးမြင်မဲ့တဲ့ထဲမှာပိဋကတ်ထဲမှာမှတ်တမ်းတင်ရလောက်အောင်မဲ့ရတဲ့သူ့ရဲ့အိမ်မက်တွေက16ချက်ရှိလို့ညမာလူမျိုးတွေကတော့ကောသလအိမ်မက်16ချက်ဆိုတာကြာဘူးနာဝတော့ရှိနေကြတာဖြစ်တယ်အိမ်မက်ဆိုတာနဲ့ပတ်သက်ပြီးတော့ညမာစကားအိမ်မက်ဆိုတာပါဠိလိုကြတော့သူပိနလို့ခေါ်တယ်သူပိနသို့မဟုတ်သူပိနန္တအဲ့ဒီစကားလုံးနှလုံးနဲ့အသုံးပြုပြီးတော့အိမ်မက်ဆိုတာအိပ်ပျော်နေတဲ့အချိန်မှာမြင်မဲ့လေးရှိတဲ့စိတ်ရဲ့ခံစားမှုရုပ်ရဲ့ခံစားမှုစိတ်ရဲ့ခံစားမှုတစ်မျိုးကိုအိပ်မက်လို့ခေါ်တာအိပ်ပျော်နေတဲ့အချိန်မှာမြင်ရလေးရှိကြတယ်တွေ့ကြုံခံစားရလေးရှိတယ်အဲ့တော့ဒီနေရာမှာအိပ်မက်ဆိုတဲ့သဘာဝတရားကိုအဘိဓမ္မာသဘောအရကြည့်မယ်ဆိုရင်နှစ်ချိုက်ကြီးအိမ်မောကြနေတဲ့အချိန်မှာမက်တာကိုအိမ်မက်ခေါ်တာလားလို့ဆိုမဟုတ်ဘူးတဲ့နှစ်ချိုက်ကြီးအိပ်ပျော်နေလို့ရှိရင်ဘဝင်စိတ်လို့ခေါ်တဲ့ငြိမ်သက်တဲ့ပရိသေရိစိတ်လို့အတိတ်ကအာယုန်တစ်ခုနဲ့ငြိမ်သက်စွာဖြစ်ပေါ်နေတဲ့ဘဝင်စိတ်စင်စက်မပြတ်ဖြစ်နေတဲ့အခါမှာလူတွေဟာအိမ်မက်မက်ဖက်နဲ့အိမ်မောကြနေတတ်တယ်ပေါ့နှစ်ချိုက်အိပ်ပျော်သွားတယ်အိမ်မက်မက်ဘူးအိမ်မက်တယ်ဆိုတာကပိမိဋ္ဌပရိဒတဲ့စာပေကျမ်းမှာကပိမိဋ္ဌမြောက်မီးငိုက်လို့ဘာသာပြန်လေးရှိတယ်ကပိဆိုတာမြောက်မိဋ္ဌဆိုတာငိုက်တာမြောက်များဆိုတာအလုံးသိကြတဲ့အတိုင်းတစ်ပင်မောနေတဲ့တ attva အဲ့တော့တစ်ပင်မောနေတဲ့တ attva ဆိုတာဟာမြေကြီးပေါ်နေရတာလို့လွတ်လွတ်လပ်လပ်ကြီးမဟုတ်ဘူးတစ်ပင်မောကခြေကျော်လက်ချော်ဖြစ်ဖို့ဒီအချိန်မီဖြစ်နိုင်ဒါကြောင့်မို့မြောက်များဟာအိတ်လိုက်ပြီဆိုရင်ဖြတ်ခနဲ့အိပ်ပျော်သွားလိုက်ဖြတ်ခနဲ့နိုးလိုက်ဖြတ်ခနဲ့အိပ်ပျော်လိုက်ဖြတ်ခနဲ့နိုးလိုက်အဲ့ဒီလိုမြောက်မြီးငိုက်လို့ခေါ်တယ်နှစ်ခြားကြီးတခါတည်းအိပ်ပျော်သွားတာမျိုးမရှိဘူးတဲ့အဲ့ဒီလိုမြောက်မြီးငိုက်တယ်လို့လူဟာအိပ်ပျော်တဝက်နိုးတဝက်ဆိုတဲ့အချိန်မျိုးမှရောက်တဲ့အခါဘဝင်စိတ်ဖြစ်လိုက်ဝိထိစိတ်ဖြစ်လိုက်ဘဝင်စိတ်ဖြစ်လိုက်ဝိထိစိတ်ဖြစ်လိုက်ဘဝင်စိတ်ဆိုတဲ့ passive mind လို့ခေါ်တယ်ဒီဘာမှလှုပ်ရှားမှုမရှိတဲ့စိတ်အရင်ဖြစ်ပေါ်လာတယ်ခါမှာတွေ့ဝေမိန်မောအိပ်ပျော်သွားပြီဝိထိစိတ်လေးဖြစ်တဲ့အခါမှာစိတ်လှုပ်ရှားမှုလေးတွေပေါ်လာသို့တော့ဘဝင်စိတ်နဲ့ဝိထိစိတ်ကအလင်းအမြန်ဖြစ်နေတာဖြစ်သည့်အတွက်ကြောင့်ဝိထိစိတ်ကြီးနိုးနေသလိုလဲသူက action တွေမရှိဘူးသို့တော့စိတ်ခံစားရမှုထဲမှာတော့အလုံးအိမ်မက်ဆိုတာလူတိုင်းမက်ဖူးကြတာဖြစ်သောကြောင့်အိမ်မက်ရဲ့အတွေ့အကြုံတွေကတော့ရှိနေကြတာပဲပေါ့နော်အိမ်မက်မက်ဖူးကြတယ်အဲ့ဒီအိမ်မက်တွေမက်တယ်လို့ဆိုတာနိုးတဝက်အိပ်ပျော်တဝက်မြောက်မြီးငိုက်တဲ့အချိန်မျိုးမှာအိမ်မက်မက်လေးရှိတယ်တဲ့ဒီလိုဆိုတယ်အဲ့တော့အိမ်မက်မက်တဲ့ဟာလူတိုင်းမှာအိမ်မက်မက်သလားလို့ဆိုတဲ့အခါကျတော့ပုရုဇဉ်ပုဂ္ဂိုလ်တွေဟာအိမ်မက်မက်တတ်တယ်အိမ်မက်မက်လေးရှိကြတယ်တခါသောတာပန်တဂရဂံအနာဂံဆိုတဲ့အနေထားရောက်တဲ့အခါမှာလေအိမ်မက်မက်တယ်အိမ်မက်မက်တတ်တယ်ယန္တာဖြစ်သွားလို့ရှိရင်တော့စိတ်ထဲမှာဝိပ္ပန္နတာလို့ဆိုတဲ့အမှတ်မှားတာတွေသိမှားတာတွေမရှိတော့ဘူးကင်းစင်ပြီးစိတ်စင်ကကြည်လင်သွားတာဖြစ်သောကြောင့်ယဟန္တာပုဂ္ဂိုလ်များကြတော့အိမ်မက်မက်လေးမရှိဘူးဒီလိုဆိုတယ်နော်ဘ
Phaya Yanari, Imemepu, a memeta, Buddhism, Teka. Tama Buddhism, Bogori, Memejade, Todava the Garaga, Naga, and Tia, a mememuri, she that. Edelu, Logajima, Luria, Nini Chacha, Apiore, Kashidalu, Nini Chacha, Mohene, no like Apiole, no like Apione. Chakane Nora like Chakane Avio, Nora Dama, Titi Dadaji, Nora Mu Mohopene. But when Seglea, we did say go Kupyang Muli so Titi Chaja Nora Mahodi Dreja. Lu Nene, Bama Davido, Madilavu, a Metemabe, Twitchoniade, Ioneve, Lushani. Erelu, a Memu Sora, Lurai, Kansaja. Erelu Kansare Kama. Amen, sir. Gudula, Agudula, Gudu Agudu Matavalalu, Mego Metosia, she did. Amen, Mede Kama, Yamayanka, Ametema, Dodari, 20 daru, Ametema, Dudiago, Yainet, Dapshataru, Dilu, Ametema, Dusia Murku, Julomi, Lobari, Dodari, Nomovido, Ametema, Pinid. The Guardian, a memory, Luha, Pautwella Vido, Adaniva Twella, the tea on Chitat, no? Second Zajamuri, Pintala Rekama. A meeting, Taman Satarian Pio Yamaga, Adan Twella, the tea, Pilla data, Murila Sheetable. Agudu Saint Kona, a metema, that day, Piate, Dusamuri, loaded Surari, Chaulu Biararu. To Zondia Yanduria go wine like Pieraro, Ediluha Muri, say a Kanzamuri. Magone say Kanzamuri, Mede Eme Agudu Bed. Edilu Movene, Chile, Eviaza, Dodon Yemi, Chino Wagone Piabaturi, Levi, Shikoare, the Satin Niraru, Tiana Niraru, Tiato Niraru. Southern Piapu Niararu. Tilo Kaune and the Tamuri Neleve, a mega medat, Era Jaro, Kudu Chiti. Soloranga, Kudu Longane, Imeme, Kudu say. Agudu say dinner, Imemelution, Agudu say Chiti. Davie Eri Kudu Agudu Rigayo, a Jew be the la. Maybe solution. For what the crew will pierce that day. Peridari Jew. Eri Bridri Jogolo, Mabina, Solora, Ribat Losore, Pawatakuma, Mui Famu, Pissin Nilaude, Gan Musi of Hofu. Eri Emetega Sidana net, Pawatakuma, the Rawani net Chilla, Eri Sidana, Musi Ma Amud. Todole, Pawalu Chilla beat it. Jarema Odi look. What a could just say, Dremano Emetega Akudu, Emetega Kuduria. A Jota Yamuli, she that day to the soul. Era Ememede Kama Kaunari Memes, Kaunyo Channel, Jota Yamu, Shisi, Emega Jubi. Magaunari, Jive, Imemeni, Magaunjuria, let they are moved shit 9 days. Savi Jangama, Erelu Sudale, Moduda, Madazia, no? A mesura, Alonja Wujale, Porae, Mero Maya de we have, Yaloni Tandi Karome Surole, to let Imemekera. Imemede. Namini Levaga Mimi 8 needed the long time you beat or him or that down. We don't beg, there's how Nabido. We don't nema. Eri, language dreamer. We bayman there. The long tabido. Ye mocho dancing be Erima. 8 needed chamber. Anina Mashida, straight on Yidiku or my Jessa needed. Substitute Simburogia. Eri Shwiran Yivani, Senlabi, Wiran Begola, Labido.
အဲ့ဒီငွေတောင်ထဲမှာမေရမာယာလျောင်းဆက်နေတဲ့ခန်းထဲကိုဆင်ပြေတော်ကြီးကဝင်လာပြီးလက်ရရဲ့လှိပြီးလက်ရနံပါတ်ကိုဖောက်ထွင်းပြီးတော့ဝန်းထဲဝင်သွားတယ်လို့အိမ်မက်တယ်ပေါ့ဒါဘုရားလောင်းနေတန်နေခါတော့ကမက်တဲ့အိမ်မက်ဒီလိုအိမ်မက်ဆိုတာမျိုးကအမျိုးမျိုးတော့မက်တတ်ကြတယ်ပေါ့ထူးထူးဆန်းဆန်းနေလဲမက်ကြတယ်ပေါ့အဲ့တော့အိမ်မက်တာဘာကြောင့်မက်တာလဲအိမ်မက်တာအကြောင်းမဲ့ဖြစ်တာလားလို့ဆိုလောကမှာအကြောင်းမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်ဘူးအိမ်မက်တာလည်းပဲအကြောင်းရှိတယ်အိမ်မက်ခြင်းရဲ့အကြောင်း၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာတော့ဆိုထားတယ်အိမ်မက်ပြီးဆိုတဲ့အခါမှာဘာကြောင့်မက်တတ်တယ်လဲနံပါတ်1အကြောင်းကတော့ကျမ်းမာရေးအခြေအနေကြောင့်မက်တာလူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်အဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောရင်ဓာတုခောဘလို့ခေါ်တယ်ဓာတုခောဘဓာတုဆိုတာဓာတ်ကြီး၄ပါးပထဝီယာဝတေဇောဝါယောဆိုဓာတ်ကြီး၄ပါးအဲ့ဒီဓာတ်ကြီး၄ပါးဟာမညီမမျှဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်အခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာတယ်ကျမ်းမာရေးအခြေအနေရဥမာပဲပထဝီဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်အာဘောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ကအေးစိတ်ပြီးတော့အရည်ဓာတ်တွေများလာတဲ့သဘောတွေရှိတယ်တေဇောဓာတ်တွေများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်ဝါယောဓာတ်တွေများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှုပ်ရှားမှုတွေဖြစ်ပေါ်လာတယ်အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဓာတ်အခြေအနေလွန်ကဲမှုကိုအကြောင်းပြုပြီးတော့အိမ်မက်တွေဟာအမျိုးမျိုးမက်တတ်တယ်ပေါ့ဝါယောဓာတ်တွေလွန်ကဲပြီဆိုလို့ရှိရင်လူဟာကောင်းငင်ပြန်တက်သွားသလိုအိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့အာဘောဓာတ်တွေလွန်ကဲနေပြီဆိုရင်ရေထဲမှာရေကူးနေရတဲ့အိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒါလို့ဓာတ်၄ပါးခံစားမှုကိုအကြောင်းပြုပြီးတော့ဓာတ်၄ပါးအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်တွေမက်တတ်တယ်ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာမလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးတို့ထားလို့မရတာမျိုးတွေတို့ဒါမျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒါလို့စိတ်ထဲမှာဓာတ်၄ပါးခြောက်ခြားပြီးတော့ကျမ်းမာရေးအခြေအနေအထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တာဓာတ်၄ပါးမညီမမျှဖြစ်လို့ရှိရင်လည်းအိမ်မက်တတ်တယ်ဒါကြောင့်ကျမ်းမာရေးရှုထောင့်ကပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတ်တဲ့ပုဂ္ဂိုလ်ဟာကျမ်းမာရေးချွတ်တဲ့တယ်လို့ဒီလိုဆိုရတယ်ပေါ့အိမ်မက်တွေမက်ပါများရင်ကျမ်းမာရေးတချို့ကတညာလုံးအိမ်မက်ကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ်ခုကောသလမင်းကြီးကတခါတည်းအိမ်မက်တာလဲတာမဟုတ်ဘူးသူမက်တဲ့အိမ်မက်တွေကလည်းအများကြီးအဲ့ဒါလို့အိမ်မက်တာဟာနံပါတ်1ဓာတ်၄ပါးခြောက်ခြားမှုမညီမျှမှုကိုအကြောင်းပြုပြီးတော့လည်းမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုဘူတပုပ္ပတွေ့ကြုံခံစားမှုတဲ့နေ့စဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေစိတ်ထဲမှာဆွဲလာတဲ့ခံစားချက်တွေအဲ့ဓာတွေကိုဆွဲပြီးတော့ညကြလို့ရှိရင်အိမ်မက်တတ်တယ်တွေ့ကြုံခံစားမှုတွေကိုဆွဲပြီးတော့မက်တာကိုဆွဲမက်ပေါ့အဲ့ဒါလို့ဆွဲပြီးတော့မက်တဲ့အိမ်မက်မျိုးတွေလေလောကလူတွေဟာမက်လိရှိကြတယ်တဲ့တတိယအချက်ကတော့ဒေဝတောပသံဟာရလို့ပါဠိလိုဆိုတယ်ဒေဝတာဥပသံဟာရဒေဝတာဆိုတာနတ်ဥပသံဟာရဆိုတာဆောင်ပြတာနတ်တွေကနေပြီးတော့အိမ်မက်ပေးတာနတ်တွေအိမ်မက်ပေးလို့မက်တဲ့အိမ်မက်မျိုးလည်းရှိတတ်တယ်သူတို့ကအိမ်မက်အောင်စိတ်ဒီပြတာမျိုးတွေရှိလာတတ်တယ်ပေါ့အဲ့ဒါလို့နတ်ပြတဲ့အိမ်မက်မျိုးတွေလည်းပဲလူတွေဟာမက်လိမက်ထရှိကြတယ်တဲ့နောက်၄ခုမြောက်အကြောင်းတရားကတော့ဘာလို့ဆိုပုပ္ပနိမိတ်တာပုပ္ပနိမိတ်တာဆို
ပုပ္ပနမိတ်ဆိုပုပ္ပနမိတ်ဆိုတာမဖြစ်ခင်ကကြိုတင်ပြီးဖြစ်မဲ့အရာတွေကိုဖော်ညွှန်းတဲ့အနေနဲ့နမိတ်ပြတဲ့အနေနဲ့မဲ့လာတာမျိုးတွေဖြစ်တတ်တယ်ပုပ္ပနမိတ်နောင်ဖြစ်မဲ့အနေထားတစ်ခုဆက်ပြီးတော့မဲ့လာအဲ့ဒါကကြတော့လူတူတယောက်ရဲ့ကုသိုလ်ကြောင့်သို့မဟုတ်အကုသိုလ်ကြောင့်မဲ့ထားလည်းဖြစ်နိုင်တယ်လောကသားတွေရဲ့ဆက်ဆက်နေတဲ့ကုသိုလ်အကုသိုလ်ကြောင့်လည်းပဲပုဂ္ဂိုလ်တူတယောက်မှလာရောက်ပြီးတော့အကြောင်းထင်ဟပ်ပြီးတော့မဲ့တာမျိုးတွေလည်းရှိတယ်ပုပ္ပနိမိတ်တာဖះလောင်းဟာဖះဖြစ်တော့မယ်ဖះဖြစ်ခံနေပြီကစုံလာပြီအဖိတ်နေညတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ရင်နာနဲ့မိုးတော့တဲ့အချိန်လေးမှာမိကနေပျော်သွားတဲ့အချိန်လေးမှာအိမ်မက်တွေမဲ့ဖူးတယ်အဲ့ဒီအိမ်မက်ကြီး၅မျိုးလို့ခေါ်တယ်မြတ်စွာဘုရားအလောင်းတော်အိမ်မက်မက်တာပါဘုရားဝင်မှာကြည့်ရင်သိမယ်ပေါ့နော်အဲ့ဒီနာနဲ့စောစောအချိန်လေးမှာဘုရားလောင်းဟာတရားဓမ္မကျင့်ရင်ကနေပြီးတော့ကစုံလာပြီအဖိတ်နေနာနဲ့မိုးတော့အလင်းရောက်တဲ့အချိန်လေးမှာမိကနေပျော်သွားရတာဘာတွေမဲ့လိုက်တုံးလို့ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကြီးကအလွန်ကြီးမားပြီးတော့ဟိမန္တာတောင်ကြီးပေါ်မှာသူကပလက်လန်အိတ်တဲ့အနေထားမှာဟိမန္တာတောင်ကြီးကိုသူကခေါင်းအုံးလုပ်ပြီးတော့အုံးနေတယ်ဟိမန္တာတောင်ကြီးဆိုတာမြောက်ဘက်မှာရှိတာနော်ဟိမန္တာတောင်ကိုခေါင်းအုံးလက်တစ်ဖက်ကအရှေ့သမုဒ္ဒရာလက်တစ်ဖက်ကအနောက်ဘက်သမုဒ္ဒရာခြေနှစ်ဘက်ကတောင်သမုဒ္ဒရာပေါ်မှာဆန့်တန်းပြီးတော့မြောက်ဘက်ကိုခေါင်းပြုတ်ပြီးတော့အိတ်နေတဲ့အနေအထားကြီးသူ့ကိုယ်သူပြန်ပြီးတော့အိမ်မက်မက်တယ်အဲ့ဒါအိမ်မက်တစ်ခုပဲဘုရားဖြစ်ခါနီးမှာအိမ်မက်တစ်ခုအဲ့ဒါလိုမက်လိုက်တာဘုရားဖြစ်မဲ့လောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်မဲ့အနေအထားတစ်ခုတရားသူတရားမြတ်ရတော့မဲ့အနေအထားအနေနဲ့ဒီဟာကိုမက်တာတဲ့နောက်တစ်ခုမှာအဲ့ဒါလိုပလက်လန်အိတ်နေတဲ့အချိန်လေးကချက်ကနေပြီးတော့ဒီမျက်ပင်ကလေးနေစာမျက်ပင်လေးဟာပေါက်ထွက်လာပြီးတော့ကောင်းကင်ယံထိအောင်မျက်ပင်ဟာအပေါ်ထိအောင်တက်သွားတယ်ဆိုတဲ့ဒီအိမ်မက်ကိုလည်းမက်တယ်နောက်တစ်ခါခေါင်းကအနဲ့ပိုးရွတွေဟာမြတ်စွာဘုရားခြေတောင်းကနေပြီးတော့ပိုးရွတွေကတက်လာတာဒုစည်းလောက်ထိအောင်ဖုံးသွားတယ်ဒီအိမ်မက်ကိုလည်းမဲ့လိုက်တယ်ပေါ့နောက်အိမ်မက်မဲ့တာတော့အရက်လေးမျက်နှာကအယောင်မျိုးစုံရှိတဲ့ငှက်တွေဟာပြန်လာကြအလုံးသူစီကိုဥတီပြန်လာပြီးသူ့ခြေရင်းမှာလာပြီးတော့ငှက်တွေဟာပြန်ပြီးတော့ချကြတယ်ငှက်တွေပြန်ချလို့ခြေရင်းလည်းရောက်ရောအလုံးအယောင်မျိုးစုံရှိတဲ့ငှက်တွေဟာအဲ့ဒီမှာအကုန်လုံးဖြူသွားကြတယ်ဖွေးဖွေးဖြူဖြစ်သွားတယ်လို့ဒီအိမ်မက်ကိုလည်းမက်တာနော်အဲ့ဒါလို့ဘုရားလောင်းတော်ဟာအိမ်မက်တွေအခုလိုမက်တာဘုရားဖြစ်မဲ့အတိတ်နမိတ်အနေနဲ့အိမ်မက်ကြီး၅မျိုးဆိုပြီးတော့မက်ခဲ့ဘူးတဲ့ပေါ့အဲ့ဒါလို့အိမ်မက်ဆိုတာမက်ပြီးတဲ့အခါမှာအခုလိုအကြောင်းမျိုးမျိုးကြောင့်ပုပ္ပနမိတ်ကြောင့်မက်လာမယ်တော့မာယာဒေဝီအိမ်မက်မက်တာလဲပုပ္ပနမိတ်အနေနဲ့မက်တာဖះလောင်းအိမ်မက်မက်တာလဲပုပ္ပနမိတ်အနေနဲ့မက်တယ်နောက်ဖះလောင်းဟာမစင်ဒီအနတ်ရှိတဲ့မစင်တောင်ကြီးအလွန်ယွန်စရာကောင်းတဲ့မစင်တောင်ကြီးပေါ်မှာသူဟာလမ်းလျှောက်နေတယ်တိုးတော်လဲသူ့ခြေတော်ကြည့်လိုက်လို့ရှင်မစင်လူးတာတခုမှမရှိဘူးပတ်ဝန်းကျင်ကြည့်လိုက်ရင်မစင်ပုံလေးကြီးပဲအဲ့ဒီပေါ်မှာသူလမ်းလျှောက်နေတယ်လမ်းလျှောက်နေရတယ်ဆိုတော့အိမ်မက်ကိုလည်းမက်တယ်ပေါ့အလုံး၅ခုမက်တာပေါ့နော်အဲ့ဒါလို့ဘုရားလောင်းတော်ဟာအိမ်မက်မက်ပြီးနောက်ကစုံလာပြီးနေကြတော့ဘုရားဖြစ်သူရောက်သွားအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းအိမ်မက်တွေအရာဖြစ်ပေါ်လာတဲ့အခြေအနေတွေကဆိုပါစို့မစင်ပုံမှာလမ်းလျှောက်ရတယ်ဆိုတာမြတ်စွာဘုရားကိုကြီးညိုတဲ့လူတွေနတ်တွေကပူဇော်ကြတယ်လှူကြတယ်တန်းကြတယ်
Eri Luret done Yariboma. Yes, of ya, Tweta Muri, Mishibu, Sure. Did the Wawa, Popiare, and in it, the same only woman, lunch out on level, Chirago, Malu, a memetare. A ya Limiana, a young Yoson, she then get the Pianchalabi. She Yaudega, Alo, few Pitare. Lumio Didiga Nevido, Tadanava Willa Kama. Aloha, the Duide, the Nide, Navanat, the Jabodia, Soramu, to feed our Gadi Chilla, so that Dainameko, a memetapo. The car, Kauma, Kaun lady, net needed, pull out the ha. Chiragani, Delara, Dusi, Soraharo, Logama, she did Ludariha, Yes of Yahoo, Sika, go with Jare, so that Tapego, Popiata. Check on Nevido. Gong in tea. Check on the Paula, Nizam, Gong in tea. Dead daughter, Sura. Yes, of Yadaki, Goromia, Condrindi. The Loga Loha, Pianam Bido. Yes, of Ya Hojare Diari, Ludio, Nadio, Alon Bide, Sura. A day ago, for Judah in the Meta. He won't die down ye gone Bido. She the motor, down the motor, land of Heta, down the motor of my Chitare, the Aru Diamia de Yavido, Logama, Tote, that Payapsi, Yaudome, so that David go meta, Dilo Sore. Edo, Logama, a mete Haria, Popan the Melo, so that 2 chare, Ion the mate and in it, Mete Hamuri Jaro. Man can they look it of yours. Edo. Mama Manet says, Siji Messi, Dado Kova, Dali Chauchalu, Mede, Sura. Poiro Kurai, the Karaka Mede, a Mediu, Didi Chaja, Senza Siji Midi. The Kadianjaro, Yetema, Yekuni Arelu, a Memede Kajaro. Sangani, Guaviro, any day, Chemu Chit at the ball. Eram Yaja Guguranga, Jire, Yauni, a Memuri Metat. The Kadianjaro. Kanaguma lady Miala, Kamuma, going Pianare, so a memule mepulepo. Daria, Dadu Kova Lucori, Dachau Chalu, Tali Menimialu, met them met a memuri be. Edelu Tali Chau Chalu, met a mejaro. The a mayor, a Juha, Mankam Humashiu. The car swabido met a mehalebe, Mangamu Mishivu. Nadiga Panzimbiade, a major, Manale Shidi, Manale Shidi. Pajan Leso, the Chunadiga, a Julu Lalu, a Mangam Popiabi, a Mebira Jaro, Mane. The Chunaga Chow Dombido, Mamma Gani, သွေးဆောင်ပြီးတော့ပြတာမျိုးလေးရှိတတ်တယ်အဲ့ဒါကြတော့မမှန်ဘူးလို့ဒီလိုဆိုတယ်ပုပ္ပနမိတ်အနေနဲ့မက်တဲ့အိမ်မက်ကြလို့ရှင်တော့မှန်ကန်တယ်အခုကောသလမင်းကြီးမက်တဲ့အိမ်မက်ဟာပုပ္ပနမိတ်အနေနဲ့မက်တယ်လို့ဒီလိုဆိုတယ်ဒါအိမ်မက်မဲ့ခြင်းရဲ့အကြောင်း၄မျိုးမှန်မှန်အဲ့တော့အိမ်မက်ဆိုတာအချိန်ကာလနဲ့သတ်မှတ်ပြီးတော့ပြောရမယ်ဆိုရင်အိယာဝင်တဲ့အချိန်စောစောအိယာဝင်လို့ပထမယံမှာအိပ်ပျော်သွားလို့အိမ်မက်မက်တယ်ပစ္စည်းမယံဆိုတဲ့သကောင်ကျော်အချိန်မှာအိမ်မက်မက်တယ်ပစ္စည်းမယံဆိုတဲ့မိုးသောအချိန်မှာအိမ်မက်မက်တယ်နေ့အိပ်လို့အိမ်မက်မက်တယ်အဲ့ဒါလို့အိမ်မက်မက်တဲ့အချိန်နဲ့တွက်ပြီးတော့ပြောမယ်ဆိုရင်လေရာဥယမှာမက်တဲ့အိမ်မက်ကမမှန်ဘူးတဲ့ညသကောင်ယမှာမက်တဲ့အိမ်မက်ကလည်းအမှန်ကန်မဟုတ်ဘူးတဲ့မှန်ကန်တဲ့အိမ်မက်တစ်ခုဟာနာနဲ့မိုးတော့အလင်းရောက်ခန္ဒီလေးမှာလင်းအားကြီးချိန်လေးမှာမက်တဲ့အိမ်မက်မျိုးကတော့မှန်တယ်လို့စာပေကျမ်းကမှဆိုထားတယ်မြန်မာပြည်မှာတော့ငယ်ငယ်တုန်းကတော့ဖတ်ဖူးတဲ့အိမ်မက်တိတ်ထုံကျမ်းတို့ဘာလို့ရှိတယ်ပေါ့နော်ဘာအိမ်မက်ရင်ဘာဖြစ်တယ်ဘာဖြစ်တယ်ဟုတ်တာမဟုတ်တာတော့မသိဘူးရေးထားတာကိုပြောတာနော်အဲ့ဒါလို့အိမ်မက်မဲ့လို့ရှိရင်ဖြစ်တတ်တဲ့အကြောင်းအရာတွေကိုတော့ရေးထားတယ်အဲ့လိုရေးထားတွေတွေ့ရတယ်ဒါကပါဠိစာပေမှာဆိုထားတဲ့အိမ်မက်နဲ့ပတ်သက်တဲ့အကြောင်းတရားတွေပေါ့အဲ့တော့နာနဲ့မိုးသောချိန်မှာမက်တဲ့အိမ်မက်တွေဟာဘယ်တော့မှရအိမ်မက်မက်တာလဲနာနဲ့မိုးသောချိန်မှာမက်တယ်ဖះလောင်းအိမ်မက်မက်တာလဲနာနဲ့မိုးသောချိန်မှာမက်တယ်
Eri Moda Chema met the Emeha, Bapilu Mandale Suro Luha Yaga Sasatarari Yauyamasu Majita Devu, no Yada Goma Sole, Si Ozaria, Kanago Mabiana Devu, the Gaucho Dobi, Nane Moda Layobi solution, Satare Sa Araria, Si Oza Piyabi, Kanago Jupio, need that change Pilure. Eri Cheharo, Amen, Mangandate. Mangane Sureni Amaleve Kuna Boba the mate and in the mede Ama Manebo. Erilu, Amen Badaviro, Sabi Jangama Sutare Kuna, Amen Badaviro, Ameha, but when saying it, we say Nakusa Jama Pibiro, Amemetar Mo. Avida Madavoya. Agudo saving Chedole, no, Agudo saving Chedole, Gudo saving Chedole, Bibiane Gudo, Bibiane Agudo, Mu Mohodi Dredja, Pawadaku, Pain and Laude, Swine Tadiro, Shivude. Aka, Amen Badavido, Shahando Vaha, Amen Tema, Pimuduku, Julomi solution. We need Sigaya, Amen Tema, Julon, Pimuha, Pimum Yapu, Tilosole. Era we need a Pimu Yao Pool of Yor. Abidama Yare, Abidama the Warrior, Gide Kajaro. Agudo Sane May, Agudo Pite, Gudo Sane May, Gudo Pite, Abidama Dilosur. Agudo Loy, Agudo Pimave, Gudo Loy, Gudo Pimave. Era Garo, Abidama the War, Yonlamu Mishivu. Todo Pimu Julone, Amen Melu. We need the cabo. Chuloya Yalo, a bit out the Lalo Suro, a metema jaro, a bit me out who to the Sure. No, we need a jaro, Jimmy out who in Yantara Tupi Nanda Sobiro. A metema cheta mandamia, Pimu Mamia Hulu, Dilu Sure. Dara, a mene Badaviro, Madazia, Chelek lady. No, a Kodala Mini Hale. Akulube Tayema Yadagaon Jolo, Nane Moda, Leo Kanima, two Sane Emedi, Duha. The need the new matter of Hovu, the Karen such a new mepo no yard, no. The need the new Moven to better, do a megale, the Dirani metara, no. Duha. Danga Lili Vida Gilo, Yemeta Mule Penadebo. Amen Suramua. The Cadali Zalania Sheni Yulu, Chainia Duruli Pichim Chit. Ametema Zalanga, the Karaka Shida Debo. Piambia Meta Muril Shida. Go Emeco Sunset Jibo, no? Erima Godra Minia. Nini Chaja Apio Yaga. Nane Moda Lea Canilima. Amen such a mule to Melody. Any such a mule, good the music, a june, a joune. Yes, of Yaye, Shimpia Jack clean it, Toya. I don't go there many a meme like that. When they linger Niliva to Melita, two Sanani, the car cigars in a melite. I don't melita. To melite a met beat and net if I net to her. The Kama Madribu, Majungura, Mienlayaro. Say them a Tusan and Obi, Piacanet land no labi. Do her a met a year, do a video. A yabo, Piacanet Tavio, Tatine light. A media, two charnado, BB Pimian, Turu Chaja Yipside Kajaro. A yaboma, Tatai Mido, Pian Elumiaro, and a Tamu Yauda. Tanet, Manelindo. Manelindo. Shimi Sura Nane Lena net of Yanet Brohi Bunaji, a Kazan Wella Lishi. Ero PNC Laviro, a Kazan Wella de Brohi Bunaji, PNC Yaude Kajaro, Shimini, Chanya Dada, Chinsea by a last with a Megon, da Milishi, no, Pera Me, Chanya Dada, Isea by la. Isayame Chini Lavido Mire Kama. The Ame Jang of your
သူဟာမနဲ့လင်းကန်ဒီမှာမက်လိုက်တဲ့အိမ်မက်ကတသက်မှာတစ်ခါမှမကြုံဘူးတဲ့အိမ်မက်ကြီးတွေဖြစ်လို့သူ့စိတ်ထဲမှာလန့်ဖြန့်နေတဲ့အကြောင်းအဲ့ဒါလို့ပြောတော့ပရောဟိတ်ပုံနာကြီးကဘာတွေများမက်လို့တော့လို့ဆိုတော့တစ်ခုစီရှင်းပြတယ်သူမက်တဲ့အိမ်မက်တွေကိုစီကာစင်ကပြောလိုက်တဲ့အခါကျတော့ပရောဟိတ်ပုံနာကြီးကလက်ခါတယ်အမလီဆိုးလိုက်တဲ့အိမ်မက်ပါလားဆိုးလိုက်တဲ့အိမ်မက်ဒီအိမ်မက်ကအလွန်ကြမ်းတမ်းတဲ့အိမ်မက်အန္တရာယ်မြင်တဲ့အရှင်မင်းကြီးပုံနာဆိုတာလဲအမြဲတမ်း6လှမ်းပြီးတော့ဘုရင်စီကငွေတောင်းနေကြလူတွေကိုအဲ့တော့ဘုရင်ကြီးအိမ်မက်မထားမြင်လိုက်တာနဲ့သူကလက်ဖြားခါပြီးတော့ဘုရင်ကြီးစိုးရင်ရတယ်ဟာဘာကိုစိုးရင်ရမှာလဲလို့ဆိုအန္တရာယ်3မျိုးမြင်တယ်ပေါ့ဒီအိမ်မက်ကြီးတွေကထူးထူးခြားခြားကြီးစီတော့အန္တရာယ်3မျိုးမြင်တယ်တဲ့ဘာအန္တရာယ်တော့အရှင်မင်းကြီးရဲ့ယာဓုအန္တရာယ်ရှင်မင်းကြီးရဲ့ယာဓုအန္တရာယ်ကိုလည်းမြင်တယ်ပေါ့ရစ္ဆန္တရာယောနောက်တစ်ခါအသက်အန္တရာယ်ကိုလည်းမြင်ရတယ်စီးစိမ်ချမ်းသာအန္တရာယ်ကိုလည်းမြင်ရတယ်အဲ့တော့ရှင်မင်းကြီးမှာဒီအန္တရာယ်3မျိုးနဲ့မလွဲမသွေကြုံလာနိုင်တယ်ဒီအိမ်မက်ဆိုးဟာဒါအင်မတန်မှဆိုးတဲ့အိမ်မက်ကြီးတွေပဲလို့ဒီအိမ်မက်ကြီးတွေဟာမကောင်းတဲ့အိမ်မက်ကြီးတွေဖြစ်လို့ဒီအိမ်မက်ရဲ့အကျိုးသက်ရောက်မှုကြောင့်ဒီအန္တရာယ်မျိုးတွေကြုံနိုင်တယ်လို့ဆိုဘုရင်ကြီးကကြောက်တာပေါ့လန့်သွားတယ်လေဒါဖြင့်လောက်ပါအောင်ရေရရာခြေလို့ရမလားတပတိကမ္မအပတိကမ္မရေရရာခြေလို့ရသလားရေရရာဆိုတာသူကဗမာပြည်မှာလည်းရေရရာခြေတယ်ဆိုတာနားလဲကြတာပေါ့နော်ရေရရာခြေလို့ရွှေကုံဘုရားပေါ်တက်ပြီးတော့ကြောက်စင်းတို့တွေရေလောင်းနေကြတာတွေတွေ့ရအဲ့ဒီမှာရေရရာခြေလို့ရသလားလို့ဆိုရှင်မင်းကြီးတဲ့အိမ်မက်ကတော့တော်တော်ဆိုးတယ်ပေါ့ကျွန်တော်မျိုးကြံဖန်မမယ်အကယ်၍မရဘူးဆိုတာမရှိပါဘူးရေရရာခြေလို့ရအောင်ကြိုးစားမယ်ရပါတယ်ရေရရာခြေလို့ရအဲ့တော့ရေရရာဆိုတာဟာသူကရွှေ့ပစ်တဲ့သဘောပေါ့ကြာရောက်လာမဲ့အန္တရာယ်တစ်ခုကိုကြေပြောက်သွားအောင်ရွှေ့ပစ်တဲ့သဘောဖယ်ရှားပစ်တဲ့သဘောတခြားနိုင်ငံတွေမှာလည်းပဲအဲ့ဒီရေရရာဆိုတာလေးတွေရှိတတ်တယ်ပေါ့နော်တွေ့ရရေရရာခြေတယ်ဆိုတဲ့သဘောလေးတွေရှိတယ်အင်္ဂလိပ်စာအုပ်တုပ်ထဲမှာဖတ်ရတဲ့ရေရရာခြေပုံလေးကတော့ဘာတော့ဆိုရင်ထမင်းမွဲမှာထမင်းစားရင်ကနေအဲ့ဒီစားဘူးလေးဒီဘက်ပေးလိုက်စမ်းမှာကမ်းလိုက်စမ်းမှာလို့အဲ့ဒီစားဘူးလေးလှမ်းပေးတဲ့အခါမတော်တခြားစားဘူးလေးလွတ်ကြပြီးတော့စားဖိတ်သွားလို့ရှင်အဲ့ဒါဟာကံမကောင်းမှုပေါ့ကံမကောင်းမှုဆိုတာစားဘူးဖိတ်သွားသည့်အတွက်ကြောင့်ကံမကောင်းအဲ့ဒီကံမကောင်းတာကိုဘယ်လိုရေရာခြေရတော့ဆိုစားကလေးကိုနည်းနည်းယူပြီးတော့ဘယ်ဘက်ပခုံးပေါ်ကနေကြော်ပြီးတော့နောက်ကိုနည်းနည်းပက်လိုက်လို့ရှင်ရေရာခြေတယ်တဲ့အဲ့ဒီရေရာခြေတဲ့ဆိုတဲ့စကားကိုအင်္ဂလိပ်လိုဘယ်လိုသုံးလို့ဆိုနော် to keep bad luck away keep bad luck away bad luck ဆိုရတဲ့ကံကြမ္မာကို keep away တခြားကိုဖယ်ပလိုက်တယ်ပေါ့ဒီလိုအဓိပ္ပာယ်နဲ့ရေးထားတာရှိတယ်ပေါ့ to keep bad luck away ဆိုပြီးတော့အဲ့သူတို့မှလည်းရေရာခြေတာမျိုးတွေရှိအဲ့တော့လူမျိုးတိုင်းမှာရေရာဆိုတာတော့ရှိပုံရတယ်ကြည့်ရတယ်ရေရာခြေတဲ့အလေးအထားတွေရှိကြတယ်ပေါ့ညမပြည်မှာတော့ဘုရားဘာသာကိုယ်ွယ်တဲ့နိုင်ငံဖြစ်လာသည့်အတွက်ကြောင့်ရေရာခြေမှုတော်တော်များများဟာဒီဖះเจ้าကံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်တယ်ပေါ့ရေရာခြေပေးတာတွေအဲ့ဒါမျိုးအဲ့တော့မကောင်းတဲ့ကံကြမ္မာကိုတခြားပို့ပစ်တာကိုပဲယတ္တရားတခြားကိုပို့ပစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေရာခြေကြတယ်ပေါ့အဲ့တော့ပါဠိစာပေမှာတော့တပ္ပတိကမ္မကုစားလို့ရတယ်အပ္ပတိကမ္မကုစားလို့မရဘူးဆိုတဲ့အသုံးကိုသုံးတယ်ဒါဟာကုစားဖြေပြောင်းလို့ရမလားလို့ဆိုရပါတယ်ဒါဖြင့်လုပ်ပါအမိန်ပေးလိုက်တယ်ဘုရင်ကြီးကကြောက်တယ်ကြောက်တော့ဆရာတော်ကြည့်လုပ်ပါလို့ဆိုရှင်မင်းကြီးတဲ့ဒါလွယ်ပါတယ်သဗ္ဗစတုကရစ်ကြီးကိုပူဇော်ရမယ်ရှစ်ပွဲတစ်ခုကျင်းပရမယ်
ရစ်ဆိုတာမျိုးကဘာလို့ဆိုရင်သားကောင်တွေကိုတတ်တာအကောင်မလောင်တွေကိုတတ်ပြီးတော့လေချောင်းသွေးနဲ့ရစ်နဲ့ပူဇော်ပြီးသူတို့ကမန္တန်ရွတ်တယ်မန္တန်ရွတ်ပြီးတော့အကောင်တွေကိုတတ်ပြီးတော့ရစ်ပူဇော်တယ်ဒီအသားတွေသူတို့အကုန်ရတယ်တိုက်ဆန်တွေလည်းအကုန်ရတယ်ဆိုတော့ဒါကို sacrifice လို့ခေါ်တာမြတ်စွာဘုရားလက်ထက်မှာကိုဒီရစ်ပွဲကြီးတွေဟာရှိနေတော့မယ်ဒါကြောင့်မို့မြတ်စွာဘုရားဟာပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိသူများအသက်ကိုမတတ်ဖို့ရတွင်တွင်ဟောရ sacrifice ဆိုတဲ့ရစ်ပွဲကြီးတွေဟာကောင်းကျိုးချမ်းသာမပေးဘူးတရားဝါတွေတတ်တဲ့ရစ်ပွဲတွေဟာဒီကောင်းကျိုးချမ်းသာမရတဲ့အပြင်လူတွေရဲ့ဆိုးကျိုးကိုသာဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားရစ်ပွဲရဲ့အပြစ်တွေကိုအမြဲတမ်းဟောလေးရှိတယ်ပေါ့အမြဲတမ်းဟောလေးရှိတယ်အဲ့တော့သားတတ်တဲ့ရစ်တွေဟာမှားယွင်းနေတယ်သူတော်ကောင်းတွေလည်းဘယ်တော့မှမလာဘူးရှောင်းတယ်သားကောင်းတွေကိုတတ်တယ်သဗ္ဗစတုကဆိုဆင်ကို၄កောင်တတ်မယ်မြင်းကလည်း၄កောင်တတ်မယ်စိတ်က၄កောင်တတ်မယ်နွားက၄កောင်တတ်မယ်ဆိုအဲ့ဒီ၄မျိုးတွေအကုန်လုံးချပြီးတော့တတ်တယ်တတ်ပြီးတော့ရစ်ပူဇော်တာအဲ့ဒါလို့ရစ်ပူဇော်ဖို့သူတို့ဟာချက်ချင်းအားချင်းအစီအစဉ်လုပ်ကြတယ်ဘုရင်စီကအမိန်လဲရအောင်အားချင်းစီစဉ်အဲ့ဒါလို့ပုံသားတွေကနန်းတော်ထဲမှာဝင်လိုက်ထွက်လိုက်နဲ့အလုရှုပ်နေတာကိုမန္လိကာမိဖုရားကမြင်တဲ့အခါကျတော့ဘုရင်ကြီးစီသွားပြီးတော့မေးတယ်ဘာလုပ်ကြတာလဲဆိုတော့ဘုရင်ကြီးကစိတ်တိုးနေတယ်ငါနားမှာမပွေးတကောင်ရောက်နေတာကိုနင်မသိဘူးလားပေါ့လေငါမှာဒုက္ခရောက်နေတယ်ဘာတွေဒုက္ခရောက်တာတော့ဆိုမနေ့ကအိမ်မက်ဆိုးတွေမက်တယ်အဲ့ဒီအိမ်မက်ဆိုးတွေကြောင့်မို့လို့ငါအသက်အန္တရာယ်ယာရုစည်းစိမ်အန္တရာယ်ဒါတွေမြင်နေလို့ငါပြေပြောင်းအောင်ရရခြေဖို့ကြိုးစားနေရတယ်ဆိုတော့ရှင်မင်းတရားဘယ်သူကပြောတာတော့လို့ဆိုပုံသားတွေပြောတာမြတ်စွာဘုရားထင်ရှားရှိနေတဲ့အတိုင်းနဲ့ဘုရားကိုတော့မမေးဘဲနဲ့ပုံသားတွေဘာလို့သွားမေးတာလဲဘုရားကိုသွားမေးပါဆိုတော့ကြံပြီးတော့အဲ့ကြတော့မှဘုရားကိုတတိယအားကိုးပြီးကြောင်းသွားတယ်ကြောင်းသွားတဲ့အခါကျတော့မြတ်စွာဘုရားကိုသွားပြီးတော့ဒီလိုအိမ်မက်တွေမက်တဲ့အကြောင်းမြတ်စွာဘုရားကိုသွားလျှောက်တယ်အိမ်မက်ရဲ့အကျိုးအပြစ်တွေကို तू သိချင်ပါတယ် तू အိမ်မက်တွေထူးထူးဆန်းဆန်းမက်လို့အဲ့ဒီအကြောင်းတွေဘုရားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကပြောပါအောင်တဲ့ဘာတွေမက်တာတုံးဆိုတာတစ်ခုချင်း तू လျှောက်တာတွေကိုမြတ်စွာဘုရားကရှင်းလင်းဖော်ပြတဲ့ဒီမဟာသုပိနသာရကဆို950ဇတ်ထဲမှာ950ဇတ်ထဲမှာ89ခုမြောက်ဇတ်မှာဒီအကြောင်းကိုမှတ်တမ်းတင်ထားတာပါတယ်ပေါ့ဖျားပထိုးတွေမှာလည်းပဲဒီကောသလအိမ်မက်16ချက်ဆိုတာပကြီကားတွေရေးထားလိမ့်ရှိကြတယ်ပေါ့နော်ပကြီကားတွေရေးထားလိမ့်ရှိတယ်အဲ့ဒီမှာသူကအိမ်မက်အကြောင်းကိုတစ်ခုချင်းသူမက်တာတွေကိုတစ်ခုချင်းရှောက်တယ်အဲ့တော့ပထမဆုံးသူအိမ်မက်မက်တာဘာမက်တုံလို့ဆိုတော့အိမ်မက်ထဲမှာဖျားတဲ့ဒီမျက်စင်းရောင်မျက်စင်းဆိုတာဟိုခတ်ညိုအညိုရောင်အစင်းပေါ့မျက်စင်းတောင်ရဲ့မျက်စင်းရောင်နွားနဲ့ကြီး၄ကောင်နွားနဲ့ကြီး၄ကောင်ဟာတွန်တန်နေပေးပြီးတော့တပည့်တော်ရဲ့နန်းရင်ပြင်ဘက်ကိုအရာ၄မျက်နှာကနွားနဲ့ကြီး၄ကောင်ဝင်လာတယ်တဲ့နွားကြီးတွေကတွန်ပြီးတော့အနဲ့ရောင်နွားကြီး၄ကောင်နွားလာဥဒ္ဒပလို့ခေါ်တယ်နွားကြီး၄ကောင်တွန်တန်ပေးပြီးတော့အရာ၄မျက်နှာကနေပြီးတော့ဝင်လာကြတယ်ဝင်လာပြီးတော့တကောင်နဲ့တကောင်ဆောင်ကြတယ်ခွေတော်မဲ့ပုံစံပေါ့အရာ၄မျက်နှာတောင်းလာတဲ့ကောင်နဲ့မြောက်ကလာတဲ့ကောင်အရှိကလာတဲ့ကောင်နဲ့နောက်ကလာတဲ့ကောင်ခွေကြတော့မယ်လို့ဟန်ရေးပြပြီးတော့နန်းရင်ပြင်ကိုရောက်လာဟန်ရေးပြပြီးတော့ခွေမလို့လှုပ်ပြီးတဲ့အခါကျတော့နွားတွေကနွားကြီး၄ကောင်ဟာမခွေပဲနဲ့တကောင်တကောင်ရှောင်ထွက်ဒီတွန်တန်နေပေးပြီးတော့လာရအရက်ကိုပြန်ထွက်ပြေးတာကိုသူမြင်လိုက်ရတယ်ကဲထူးထူးခြားခြားသူကလည်းကြောင်ခဲ့တဲ့တွေတော်တော်မဲ့တဲ့လူရှိနော်
Erelu, Noali Gongha, Huimelu, Quijaro Moloso Viro, Tonane baby, Labi, Anina Jama, Shaun Dwajara, Mielaido, Pamiava le di Emeka, Patama di Emego, Dvido, Mepa, Eluso. Yasaviaga, Tubiara, Natamiro, Shemini, di Emeka, the many de Pama, a Jew, the young Machipa wood. Daha now Anagama people lame a chini the coup, Popiare a metapit. Now change Jalushi Luloga yiha. So you Piala look. So you Piala re kama. Mukon yesha. Dori Piona re Piatanari Bola night. Elima mega paralo sure. Moye a chi midi Columbia Sico. Chimidi Piasicone, Moyare Sura, Dori Downiani Vio, Tralare, Abumwiri, Penlere, Delare, Abumwiri, Yingwiri, Edariga, Gongian Debido, Aboanibi, a ine Duide Kama, Pian Yua Charlie Shida. Erelu ye daddy ham Yejiani death or Bidoma, Boni Pian Yecha. Now by Yaulare Kama, Duria, Loari, Chi, Dodari, Chi. So you lare, Chain Kamas in Donny Downey, Pionlo, the Mokone, and the time you repellan. Mo you abo a che midi, Columbia Sico Nade. Yet the Chowny, Donny Downey, area, Jego Ying Widi, Machila, Chow Dui La Vido. Mo ye a che midday, Alum Piasila de come hard. Moda de lady going ma sen la bide ka. Moya me ya the yaudo leve chain bido moria. Shiayo, Dongayo, Naugayo, Yaugayo, Suralu, dead la bide kajara. More than a baby of Mayuavene, Dani, Luensen bido, Tuara Mew. Eddie Mokon Yeshare, Anitaria, now Nebon Jala de Kama. Kavajima Pibola, Lime, Pibola. Oh, Godra Minia, Longere, Nebon the Toncha Loga, Mekere, a Meha, Diganima, Mogon Yeshare, Sura, Pibola, native ball, Dilusula. Ero, Chini de Gua, a Jaume Pilla, Mo, Jaume Pilla, Mo. Alonga Bunui Bido, Loga Jima, she tap me daddy, so you la be there, Kama. Moyabo Chinidia, Alonela. Alonela read the job. Luria Dinani Saibu, Moya Romelu Tin, Dinani Saibu, Tare Chema, Moa Mayare Kama, Kobe Dinani, Chow to Piasico Nere, Mokon Bido. Yaliviana Delare Moria, Chain La Bido, Mamma Mayavene, Mokon Yeshamuru, Majakana Chibola Nine, and a time you. Now Jalushim Chilla Leme Suragu, you a bit of Eddie, now my Chipola me Chini Diago, Shakuchinga, Judin Bido Metaba, the mini letter ma di a mayor, Joe Hapama Pioma Modebabu, now Nebon Jala Re Kajaro, Loga Yia so labi so di a Jote Yamuri, Pola Valley Melu. That's of ya a little hog, no? A little hog. Now Jama Jote Yama. Kuchima, Psidi Buloso. Poya Sena Jimide Poya Singua, you are body, Goya Sadia. Sadia yet, Sadia, Mikanji Masid. Mikanji, Eauri Miqueli, Miami Lucon, Eauri Midledecali. Eauri Mimagia, Queta Laviro, Midledecalima. Eri Kanjima, Poyiro, you are sheeted. Eri Mina Padaviro, don't allow Mepurago, Mamaya sheet. Emetema, Eri Mi, Kando Vido. Now Chokawai, they look shippy, Hovedi Bego, Lansha Vido, Dualo Yadahago, don't allow Mepur. Ye, Kando Avi, Mishido. Oh, Kanekema, Dorogo Nisa Lad, Era. Ememenda. Agusam Yegalia, Dorolio Gendo Avido, the Chunia solution, Chakulo down Yanivi, Downy Tovido, Eri Mille Deliha, the Pievine,
တိမ်ငေါပပြောက်သွားမယ်အနေထားမျိုးလားလို့စိတ်ထဲမှာတောင်းပါပဲဒီမှတ်နေမိတယ်ပေါ့နော်မေတ္တာဟာလွန်ခဲ့တဲ့10နှစ်လောက်ကတို့15နှစ်လောက်ကတို့အဲ့ဒါမေတ္တာ3ခါလောက်မဲ့ဖူးတယ်ပေါ့အဲ့ဒီမြေကျောဟာရေတွေခမ်းသွားလို့ဟိုဘက်ရွာကိုကုန်းချောင်းလျှောက်သွားရတယ်လို့အိမ်မက်ခဲ့တယ်ပေါ့ဒီမဲ့မြေလေးမြစ်ကလေးဟာအခုချိန်မှာတဖြည်းဖြည်းရေတွေတိမ်လာတာကိုတွေ့ရတယ်ခုဆိုလို့ရှိရင်တော်တော်လေးကမ်းခြေတစ်ဖက်နဲ့တစ်ဖက်ဟာတောင်တွေထွန်းပြီးတော့နီကလေးဖြစ်လာတယ်တချို့နေရာမှာဆိုရင်ဖြတ်ကူးလို့တောင်ရတဲ့အနေအထားမျိုးတွေရေနေတဲ့အချိန်မှာဖြစ်လာအဲ့တော့အိန္ဒိယနိုင်ငံမှာရှိတဲ့မြတ်စွာဘုရားအလောင်းတော်တပိတ်မျောရွှေခွက်မျောခဲ့တဲ့နေရင်စရာမြစ်ဆိုတာလေအိန္ဒိယဘုရားဘူးရောက်တဲ့လူတွေတွေ့မှာအခုသဲချောင်းကြီးဖြစ်နေပြီလေသဲချောင်းကြီးဖြစ်နေပြီရေမရှိတော့ဘူးအဲ့တော့တစ်ချိန်တစ်ခါကျတော့ဖြစ်လာမယ်ဆိုတဲ့အနေအထားတွေကိုကြိုတင်ပြီးတော့မေတ္တာများလားလို့စိတ်ထဲမှာဒီလိုမှတ်မိတယ်ပေါ့နော်အဲ့တော့ပုဗ္ဗနိမိတ်တာဆိုတာတွေဟာလောကမှာဖြစ်လာမဲ့အနေအထားတစ်ခုတွေကိုမက်တတ်တယ်ဆိုတာဒါသဘာဝတစ်ခုပဲပေါ့ကောသလမင်းကြီးရဲ့ဒီနွားကြီး၄ကောင်ဟာတကောင်နဲ့တကောင်ဝှေ့ကြတော့မယ်ခွေကြတော့မယ်ဆိုတဲ့အနေအထားနဲ့ဟန်ပြပြီးတော့လာပြီးရှောင်ထွက်သွားတာမျိုးလို့မိုးတွေဟာလည်းပဲမိုးလုံးတွေဆင်းလာပြီးတဲ့နောက်ဆုံးမှာတစ်စက်မှမကြပဲနဲ့မိုးတွေကပြက်ပြဲသွားတာမျိုးတွေလောကကြီးမှာလည်းမကြတွေ့ရတာမျိုးတွေရှိတယ်ပေါ့အဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်လာလို့ရှိရင်မိုးကောင်ရေရှားခြင်းဓာတ်ကိုခံရရပြီတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တိဏ္ဍာတွေမဖြစ်ထွန်းလို့ရိတ်ခါတွေပြတ်လို့ဆင်းရဲဒုက္ခရောက်ကြရတာဆိုတာဒေသအလိုက်မှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့နောင်ခါမှာဖြစ်ပေါ်လာမဲ့အနေအထားတစ်ခုကိုစွဲမဲ့ပြီးတော့အခုလိုကောသလမင်းကြီးဟာအိမ်မက်ခဲ့တာဒါကြောင့်မို့ကောသလအိမ်မက်နဲ့ယနေ့ကဘာဟာဆက်ဆက်မှုရှိနေတယ်ဆိုတာသိကြတယ်ပေါ့ဒီလိုဆိုလိုတာငယ်တုန်းကတော့စဉ်းစားတယ်ကောသလအိမ်မက်ကဘာဖြစ်လို့ဗမာပြည်မှာလာပြီးတော့မှန်ရမှာလဲသူကကလာအိန္ဒိယနိုင်ငံမှာမက်တာအိန္ဒိယပဲဖြစ်တဲ့နယ်လို့ငယ်တုန်းကတော့အဲ့လိုတွေးမိတယ်အမှန်ကတော့လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့ပဲပြောရမှာဖြစ်တယ်ပေါ့ဘယ်နိုင်ငံပဲဖြစ်ဖြစ်လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အိမ်မက်တစ်ခုလို့ဒီလိုမှတ်ယူအောင်ဒါကြောင့်မို့ဒေသအလိုက်လောကကြီးဟာဆုပ်ပြပြလာပြီဆိုရင်မိုးကောင်ရေရှားမှုတန်းကိုကဘာမှာခံရမှာဖြစ်လို့သိပ္ပံဆရာတွေကရေရှားတဲ့ဓာတ်တွေဖြစ်ပေါ်လာမယ်ဆိုတာကိုအချိန်ချင်းတတိပေးစကားတွေရေးသားနေကြပြီပေါ့တနေ့ကျရင်ရေချိုတွေကဘာမှာရှားသွားလိမ့်မယ်ဆိုတာကိုတတိပေးနေကြတယ်ပေါ့ဒါကကောသလအိမ်မက်16ချက်တည်းကနံပါတ်1သူမက်တဲ့အိမ်မက်လေးတစ်ခုပဲနောက်ထပ်သူဘာတွေဆက်မဲ့ပြန်တော့ဆိုသူ့ရဲ့မျက်စိထဲမှာမြင်လိုက်ရတယ်ဘာတွေမြင်ရတော့ဆိုလို့ရှိရင်တစ်ပင်ငယ်လေးတွေခြုံငယ်လေးတွေမြေကြီးပေါ်ကနေပြီးတော့ပေါက်ထွက်လာပြီဘာမှမကြဘူးတထွာလောက်တမိုင်းလောက်တော့မရောက်ဘူးအဲ့တစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်လာလိုက်ပြီးမကြခင်မဲ့အပွင့်တွေပွင့်ပြီးအသီးတွေတီးကြတာကိုသူမြင်တယ်မြေကြီးပေါ်ကထွက်လာတဲ့အပင်လေးတွေဟာအပင်ပေါက်စလေးတွေဟာခဏလေးနေပြီးတော့ပွင့်သွားကြတယ်ခဏလေးနေပြီးအပွင့်တွေကအသီးတွေတီးတာကိုသူမြင်မဲ့ရတယ်ထူးထူးဆန်းဆန်းနာမအဖြစ်ဆိုရင်တစ်ပင်တစ်ပင်ဟာအတော်ကြာမှ3နှစ်4နှစ်5နှစ်ဆိုတာမျိုးနေပြီးတော့မှအပွင့်ပွင့်နဲ့အသီးသီးတယ်အဲ့တော့ဒီကနေ့ခင်မှာလည်းပဲတမင်ဖန်တီးထားတာလားတော့မသိဘူးတစ်ပင်လေးတွေဟာအခုဟာစကဝါပင်ဆိုလို့ရှိရင်အတော်ကြီးကြီးမှအပွင့်ပွင့်လေးရှိကြတယ်အခုစကဝါပင်ဟာနှိမ့်နှိမ့်လေးနဲ့အပွင့်နေပွင့်တယ်ကန်းကော်ပင်တွေလည်းပွင့်တယ်တေးအောင်လှုပ်ထားတာဂိုင်းကူးတွေတို့ဘာတို့လှုပ်ကြတယ်ပေါ့လေအမျိုးစုံတစ်ပင်ငယ်ငယ်လေးတွေဟာလည်းပဲတဘာဝအပြင်ပွင့်ကုန်ကြတယ်ပေါ့အတိတိလာကြတယ်ပိန်းတဲ့ပင်တွေဆိုလို့ရှိရင်ဒုတိယလောက်တော့မရှိသေးဘူးအသီးတွေတီးနေကြတယ်လက်တွေ့အပြင်လည်းတစ်ပင်တွေဟာဂိုင်းကူးတွေနဲ့မျိုးဆက်တွေနဲ့လှုပ်ထားသည့်အတွက်ကြောင့်ငယ်ငယ်လေးနဲ့အသီးတီးတဲ့အနေအထားမျိုးတွေမြင်ရတယ်
ကောသလမင်းကြီးကတော့တဘာဝကိုကမြေကပေါက်ထွက်လာတဲ့သစ်ပင်လေးတွေကမြေကပေါက်ခါစားလေးပွင့်ပွင့်လိုက်တာအသီးတွေတီးလိုက်တာခဏလေးပဲသူချက်ချင်းကြီးလို့မြေကပေါ်လာပြီးတော့ပွင့်တာတီးတာကိုမြင်ရတယ်အဲ့ဒါတပည့်တော့အိမ်မက်ထဲမှာထူးထူးဆန်းဆန်းမြင်လဲရတဲ့အချက်ပါပဲလို့ဆိုတော့မြတ်စွာဘုရားကဒါဟာလည်းပဲတင်မင်းကြီးရဲ့လက်ထက်မှာအကျိုးသက်ရောက်မှုရှိမဲ့အရာမဟုတ်ဘူးသစ်ပင်လေးတွေဟာပေါ်လာပြီးမကြခင်ပွင့်မကြခင်တီးတယ်ဆိုတာတစ်ချိန်ကြာဆိုရှင်လူလောကကြီးဟာတက်တန်းတွေတိုးပြီးတော့တက်တန်းတွေဆွေးရလာတဲ့အချိန်ခါမျိုးကြုံလိမ့်မယ်အဲ့ဒီလိုကြုံတဲ့အခါမှာတက်တန်းဆွေးရလာပြီဆိုလို့ရှိရင်တော့လူတွေဟာအမျိုးသမီးငယ်ငယ်လေးတွေဟာနော်အိမ်တော်ရသားပြုတ်ပြီးတော့ဒီသားသမီးတွေမွေးကြလိမ့်မယ်ဒီလိုအဓိပ္ပာယ်မျိုးဖော်ဆောင်တယ်တဲ့ဟုတ်ပြီဒီကနေ့ဂျာနယ်တွေထဲမှာကြည့်ရင်ကိုနှစ်သမီးကိုဝန်ဆောင်တာတို့ဒါမျိုးတွေပါတွေ့လာရပြီပေါ့နော်အဲ့ဒီလိုအနေအထားမျိုးတွေဖြစ်ပေါ်လာခဲ့တာပေါ့ဖြစ်ပေါ်လာခဲ့တယ်အဲ့တော့ကောသလရဲ့အိမ်မက်ရဲ့အတိုးကျွတ်တက်ရောက်မှုဟာတဖြည်းဖြည်းမှန်းလာပြီလို့ပြောရမှာပဲစက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်10နှစ်တန်းရောက်လို့ရှိရင်တဲ့ငါးနှစ်သမီးဟာအိမ်အောင်ပြုတဲ့အရွယ်ဖြစ်လာမယ်လို့ဒီလိုဆိုတာ10နှစ်သမီးအဲ့ဒါကိုဘုန်းကြီးတို့ကတွက်ကြည့်တယ်9နှစ်သမီး10နှစ်တန်းအရွယ်မှာ9နှစ်သမီးအိမ်အောင်ပြုတယ်ဆိုတော့တော်တော်ကိုနောက်ကျတယ်လို့နော်တော်တော်နောက်ကျတယ်ဘာလို့ဆိုအခုခေတ်တက်တရာမှာ90မှာအိမ်အောင်ပြုသလိုဖြစ်နေတယ်အဲ့တော့စာပေမှာကြည့်လိုက်တဲ့အခါမူခွဲတစ်ခုရှိတယ်အဲ့ဒီမူခွဲမှာကြည့်လိုက်မယ်ဆိုရင်တော့သူက9လသမီးလို့ဒီလိုဆိုတယ်ပင်စမာတိကပင်စအဲ့တော့9လသမီးဆိုတာအချိုးချနဲ့တွက်ကြည့်နော်သေချာသိနိုင်တယ်ပေါ့လူရဲ့သက်တမ်းဟာ10နှစ်ပဲရှိတယ်10နှစ်ပဲရှိတော့ခုခေတ်အနေထားနဲ့တွက်ကြည့်ပေါ့ခုခေတ်အနေထားမှာဥပမာပဲ100တန်းဆိုပါစို့100တန်းမှာဆိုလို့ရှိရင်18နှစ်ခုခေတ်မှာအရွယ်ရောက်တယ်ဒါ85နှစ်တန်းပဲထားအောင်တော့18နှစ်ဆိုအရွယ်ရောက်တယ်လို့သတ်မှတ်တယ်ပေါ့အဲ့တော့10နှစ်ဆိုလို့ရှိရင်ဘယ်ချိန်အရွယ်ရောက်အောင်မလဲကိန်းကနန်းနဲ့တွက်ကြည့်လိုက်ပေါ့တွက်ကြည့်တော့9လသမီးဆိုရင်တော့နည်းနည်းပို့ပြီးတော့နီးစပ်တယ်လို့ဒီလိုထင်တယ်ပေါ့9နှစ်ဆိုတာတော့ကြီးလွန်အားကြီးသွားပြီသူကနောက်ထပ်9နှစ်ဆိုဖွားကြီးဖြစ်ပြီးသေတော့မှာပဲရှိတယ်အဲ့တော့9နှစ်မှအိမ်အောင်ကြတယ်ဆိုတာနောက်ကျတယ်လို့ထင်တယ်ပေါ့အဲ့ဒါလို့ငယ်ရွယ်တက်တန်းနေဆွရုပ်လာတဲ့အခါမှာအခုဒီကျောင်းထဲမှာပေါက်ဖွားနေတဲ့ခွေးတွေကိုသတိထားမိကြည့်တယ်ခဏလေးပဲကြီးမွေးလာလို့ခွေးပေါက်စလေးတော်ကြာကြတော့အိမ်အောင်ကြကုန်ကြပြီသူတို့နော်မကြဘူးတစ်နှစ်တောင်မနေဘူးသူတို့အိမ်အောင်ကြကုန်ပြီအဲ့ဒါလူတွေဖြစ်တယ်အဲ့တော့ကောသလမင်းကြီးအိမ်မက်တာသစ်ပင်လေးတွေဟာမြေကြီးပေါ်ကနေပေါ်ထွက်လာပြီးတော့မကြဘူးအပွင့်လေးတွေပွင့်အသီးတွေတီးတယ်ဆိုတဲ့အိမ်မက်မှုဟာတဲ့တက်တန်းတိုးလာတဲ့ဆွေးရလာတဲ့လူလောကမှာအရွယ်တွေငယ်ငယ်နဲ့အိမ်တော်ရသားကြမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေကိုနောင်တစ်ချိန်ဖြစ်ပေါ်လာမဲ့အနေအထားတွေကိုပုဗ္ဗနမိတ်အနေနဲ့မေတ္တာပါသင်မင်းကြီးအတွက်ဘာအန္တရာယ်မှမရှိပါဘူးလို့မြတ်စွာဘုရားကဒုတိယမြောက်အိမ်မက်ကိုအခုလိုဖြည့်ရှင်းပြီးတော့ဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်လောကမှာအိမ်မက်နဲ့ပတ်သက်ပြီးတော့မှတ်သားစရာတွေများစွာရှိတယ်ဒီကနေ့အိမ်မက်ကောသလမင်းကြီးရဲ့အိမ်မက်16ချက်တည်းက2ချက်လောက်ကိုမှတ်သားပြီးနောက်ရက်တွေမှာဆက်လက်ပြီးတော့ကောသလမင်းကြီးရဲ့အိမ်မက်တွေအကြောင်းနဲ့မြတ်စွာဘုရားရှင်းလင်းပြောကြားတဲ့အိမ်မက်ရဲ့အကျိုးအပြစ်တွေကိုမှတ်သားပြီးတော့သံဝေကတရားဖြစ်ပွားဖို့လောကကြီးရဲ့အခြေအနေတွေဟာအခုလိုပဲအနေအထားတစ်ခုဟာဖြစ်ပေါ်လာတယ်အကြောင်းကင်းပြီးတော့အကျိုးတရားဆိုတာမဖြစ်ဘူးဆိုတာကိုမှန်ကန်တဲ့အတွေးတွေကိုတွေးရှိပြီးတော့မှန်ကန်တဲ့အသိဉာဏ်တွေရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေ
တတ္တဝါများစွာဖြေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဩသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းသာဓုသာဓုသာ